ခါတုန်းကနတ်ဆိုင်ပြလဲလဲပင်လယ်ကမ်းခြေဘေးမှာငါးဖမ်းသမားတစ်ယောက်နဲ့သူ့မိန်းမတို့ဟာအိမ်လေးသေးသေးလေးတစ်လုံးထဲမှာနေထိုင်ကြတယ်။ငါးဖမ်းသမားဟာနေတိုင်းပင်လယ်ကမ်းကိုသွားပြီးငါးကမ်းတန်ဖြင့်ငါးဖမ်းတတ်တယ်။သူ့ဘဝကိုအဲ့ဒီလိုပဲကျေနပ်နေတယ်။ဒါပေမဲ့သူ့မိန်းမကတော့မကျေနပ်ဘူး။အိုးဒီအိမ်ကတော်တော်ပုတ်ပြီးဆိုစွတ်နေတယ်။နေတိုင်းတန်ရှင်းရေးလုပ်ရတာပင်ပန်းနေပြီလားလို့သူမကတိုင်တန်းတယ်။ငါးဖမ်းသမားကမိန်းမကိုအယမ်းချစ်တယ်ဒါပေမဲ့ဘာလို့သူမကိုမပျော်ရွှင်စေနိုင်ဘူးငါးယူလာရင်ကနန်းလိုချင်တယ်ပန်းသီးခူးလာရင်တစ်တော်သီးလိုချင်တယ်တနေ့တော့သူဟာရခင်လိုပဲပင်လယ်ကမ်းသို့သွားပြီးငါးဖမ်းတံကိုရေထဲသို့ပစ်ချပြီးစောင့်နေတယ်နာရီနှဲငယ်ကြာတော့ငါးဖမ်းတစ်ထိပ်ကလှုပ်ရှားလာတယ်အိုးငါးတစ်ကောင်ထိမိပြီဒါပေမဲ့အရန်ကြီးရဲ့ငါးလိုပဲသူဆွဲလိုက်နဲ့နောက်ဆုံးမှာမြင်လိုက်ရတာကရွှေရောင်တောက်ပနေတဲ့ငါးဖလောင်း flounder တစ်ကောင်ပဲနောက်ဆုံးတော့မင်းငါကိုဖမ်းနိုင်သွားပြီနော်ငါးဖမ်းသမားကြီးဟာငါကပြောနေတာလားငါပဲယူသွားတာလားမင်းမယူဘူးငါဟာတာမန်ငါမဟုတ်ဘူးစာပေအာနာကြောင့်ငါဖြစ်နေတဲ့မင်းသားတစ်ပါးပဲကျေးဇူးပြုပြီးငါကိုလွှတ်ပေးပါမင်းဆန္ဒတစ်ခုတောင်းနိုင်တယ်မင်းကအသက်ကယ်ထားလို့ငါပြည့်စုံအောင်ဖြည့်ဆည်းပေးမယ်မလိုပါဘူးစကားပြောတဲ့ငါကိုတခါမှမမြင်ဘူးတေချာပဲလွှတ်ပေးမယ်ပင်လယ်ထဲပြန်သွားပါသူအိမ်ပြန်လာတော့မိန်းမကမေးတယ်ဘာလို့အစောကြီးပြန်လာတာလဲငါမဖမ်းနိုင်ဘူးလားတစ်တီးတောင်မယူလာဘူးလားဒီနေ့ငါးတစ်ကောင်ဖမ်းမိတယ်ဒါပေမဲ့အဲ့ဒီငါကစကားပြောတယ်သူကမင်းသားတစ်ပါးဆိုတယ်ဘာဒါနဲ့သူဆန္ဒတောင်းဆိုလို့ရတယ်ဆိုပေမဲ့ငါလှုပ်ပေးလိုက်တယ်မင်းဘယ်လိုလုပ်လဲမင်းဆန္ဒတစ်ခုတောင်းလို့ရတာကိုအနည်းဆုံးအိမ်အစ်စ်လောက်တောင်တောင်းနိုင်တာပဲသွားပြီးထပ်တောင်းလိုက်ငါးဖမ်းသမားကမိန်းမကိုမငင်းနိုင်ဘူးပင်လယ်ကမ်းကိုပြန်သွားပြီးခေါ်လိုက်တယ်ငါးဖလောင်းမင်းသားရေဆန္ဒတစ်ခုတောင်းချင်တယ်ငါကရေထဲကထွက်လာပြီးဘာလိုချင်တယ်လဲလို့မေးတယ်မိန်းမကအိမ်သေးလို့မပြောဘူးအိမ်ကောင်းကောင်းလိုချင်တယ်အိမ်ပြန်သွားပါသူ့ဆန္ဒပြည့်ပြီးပြီသူအိမ်ပြန်သွားတော့အိမ်သေးလေးအစားလှပတဲ့အိမ်ကြီးတစ်လုံးဖြစ်နေပြီးအတွင်းမှာပစ္စည်းအသစ်တွေနဲ့တန်ရှင်းလှပနေတယ်ဒါပေမဲ့မိန်းမကမကျေနပ်သေးဘူးဒီအိမ်လဲသေးတယ်ငါနန်းတော်လိုချင်တယ်ဘယင်မဖြစ်ချင်နဲ့ထပ်ပြီးငါးစီတို့သွားတောင်းလိုက်တော့သူမဘယင်မဖြစ်သွားတယ်